American Dollar ဟာကမ္ဘာမှာအင်အားအကောင်းဆုံးငွေကြေးလို့လူအများစုကထင်ကြပေမဲ့တကယ်တော့မဟုတ်ပါဘူး2025ခုနှစ်မှာ American Dollar ရဲ့အင်အားတာတဲ့ငွေကြေး10မျိုးကိုဖော်ပြပေးသွားမှာဖြစ်ပြီးနောက်ဆုံးတစ်ခုကတော့တင့်ကိုအံ့ဩသွားစေပါလိမ့်မယ်နံပါတ်30ကတော့ Euro ဖြစ်ပါတယ်ဥရောပနိုင်ငံအတော်များများမှာအသုံးပြုကြပြီးတယူရိုဟာ$1.8ဒေါ်လာဝန်းကျင်နဲ့ American Dollar နဲ့တန်ဖိုးပိုများနေစေဖြစ်ပါတယ်နံပါတ်9ကတော့ Swiss franc ပါခိုင်မာတဲ့တည်ငြိမ်မှုအင်အားကြီးပန်တွေနဲ့အတူကမ္ဘာအန်ဒီရဲ့ကင်းဆုံးငွေကြေးတစ်ခုဖြစ်လူသိများပါတယ်နံပါတ်10ကတော့ Gibraltar Sterling Pound ပါစပိန်နိုင်ငံအနီးကဘီလီရှာပိုင်းနဲ့တေးသေးလေးမှာအသုံးပြုပြီး Britain Sterling Pound နဲ့တန်ဖိုးချင်းချိတ်ဆက်ထားတာပါနံပါတ်9ကတော့ Britain Sterling Pound British Pound Sterling ပါကမ္ဘာတက်တနရှေဆုံးငွေကြေးတွေကတစ်ခုဖြစ်ပြီးဒေါ်လာရဲ့အမြဲတဲ့အသာစီးရနေတဲ့ငွေကြေးလည်းဖြစ်ပါတယ်နံပါတ်6ကတော့ကီမန်ကျွန်းစုဒေါ်လာဖြစ်ပါတယ်ဒေါ်လာရဲ့မြင့်မားတဲ့နှုန်းတစ်ခုမှာပုံသေးတတ်မှတ်ထားပြီးအင်အားကြီးဘန်ဒါရေးကန်တာကနေကြောထောက်နောက်ခံပြထားပါတယ်နံပါတ်5ကတော့ဂျော်ဒန်ဒီနာပါတင်းကျပ်တဲ့ငွေကြီးထင်းချုပ်မှုနဲ့ထုတ်လုပ်မှုပမာဏကန့်သက်ထားခြင်းဖြင့်ငွေကြီးတန်ဖိုးကိုခိုင်မာအောင်ထိန်းထားပါတယ်နံပါတ်4ကတော့အိုမန်ရီယေပါယင်းနေကရတဲ့ချမ်းသာကြွယ်ဝမှုနဲ့တင်းကျပ်တဲ့စီးပွားရေးမူဝါဒတွေကအားဖြည့်ပေးထားပါတယ်နံပါတ်3ကတော့ဘာရီနီဒီနာပါဒေါ်လာရဲ့တန်ဖိုးမြင့်မားစွာသတ်မှတ်ထားတဲ့နောက်ထပ်ရေနဲ့အခြေပြုငွေကြေးတစ်ခုလည်းဖြစ်ပါတယ်နံပါတ်2ကတော့ကမ္ဘာအင်အားအကောင်းဆုံးတွေထဲကတစ်ခုဖြစ်တဲ့ကူဝိတ်ဒီနာပဲဖြစ်ပါတယ်နံပါတ်1ကမ္ဘာပေါ်မှာအင်အားအကောင်းဆုံးငွေကြေးကတော့ကူဝိတ်ဒီနာပဲဖြစ်ပါတယ်သူဟာထိတ်ဆုံးမှာနှစ်ပေါင်းများစွာရပ်တည်နေပြီးတဒီနာဟာအမေရိကန်ဒေါ်လာ$3ကျော်တန်ဖိုးရှိနေစေဖြစ်ပါတယ်လာမည့်2028မှာတော့ကမ္ဘာအတောင့်တင်းဆုံးနဲ့အခိုင်အမာဆုံးငွေကြေးဖြစ်လာမှာကတော့ခင်ဗျားတို့ကျွန်တော်တို့ရဲ့သမရမအားလာဦးဆောင်တဲ့မြန်မာနိုင်ငံကြက်ငွေပဲဖြစ်ပါတယ်အားပေးမှုအတွက်ကျေးဇူးထူးတင်ပါတယ်